မင်္ဂလာပါကျွန်မကတော့ဒီရှေ့အန်နာဖြစ်ပါတယ်အခုလက်ရှိမှာဆိုလို့ရှိရင်တော့ International School မှာအလုပ်လုပ်နေတာဖြစ်ပါတယ်ကျွန်မအခုပြပြသွားမှာဆိုလို့ရှိရင်ဒီကလေးလေးတွေအနေနဲ့အင်္ဂလိပ်စာကိုဘယ်လိုလွယ်ကူသင်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမအနေနဲ့ကလေးတွေမှာရှိတဲ့အထူးသဖြင့်လူတိုင်းမှာရှိတဲ့အုံနောက်ရဲ့လှုပ်ဆောင်ပုံလေးအကြောင်းကိုပြပြချင်ပါတယ်။အုံနောက်မှာဆိုလို့ရှိရင်မှတ်ဉဏ်ရဲ့အရှားစိတ်ပိုင်းရဲ့ဆိုပြီးရှိတယ်ပေါ့နော်။မှတ်ဉဏ်ဆိုတာကကျမတို့ငယ်ငယ်ကစာတွေကြက်ပြီးဖြည့်ခဲ့ရတယ်လို့မျိုးပေါ့နော်။စာဝယ်ပြီးလို့ရှိရင်ဘာမှမသိတော့တာမျိုး short term memory ပေါ့။သူကဆိုလို့ရှိရင်အုံနောက်မှာဆိုလို့ရှိရင် neutron တွေရှိရယ် neutron တွေအရှင်းရှင်းကိုချိတ်ဆက်ထားတဲ့ dendroid တွေရှိရယ်ပေါ့နော်။ဆိုတော့ဒီ short term memory လေးကဆိုလို့ရှိရင်ဒီ neutron တစ်ခုကြားမှာဆက်ထားတဲ့ dendroid လေးကယိုယွင်းတာမျိုးပေါ့။အချိန်ကာလတစ်ခုကြာတဲ့အချိန်မှာသူကကြွေကြပျက်စီးသွားတဲ့အချိန်မှာမမှတ်မိတော့တာမျိုးပေါ့ခဏတာမှတ်မိပြီးတော့မှမိသွားတဲ့ဟာမျိုးကိုမှတ်ဉဏ်လို့ခေါ်တာပေါ့နော်ဆိုတော့မြဲအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဟုတ်ပါတယ်မြဲမြဲလေ့ကျင့်ပေးရမှာပါပုံမှန်အားဖြင့်လူတစ်ယောက်မှာဆိုလို့ရှိရင် neutron နဲ့ dendroid ဆက်သွယ်မှုက15% 15%ပေါ့နော်ဒါပေမဲ့သိပ္ပံပညာရှင် Einstein လိုလူမျိုးဆိုလို့ရှိရင်သူက35%တိရှိပါတယ်ဒါပုံမှန်လူမှာဆိုရင်တော့15%ပါဆိုတော့အဲ့လို neutron နဲ့ dendroidဆက်သွယ်မှုအားကောင်းပို့ဆိုလို့ရှိရင်5 cent ကိုတွန်းရမှာအာရုံ5ပါးပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကလေးလေးတွေကပို့ပြီးတော့မှတ်မိကလေးတွေမပေါ့လူကြီးတွေလည်းအတူတူပဲပေါ့နော်ဒီတယောက်နဲ့တယောက်ကဆိုလို့ရှိရင် learner type တွေကမတူကြဘူး။ဒါဆိုလို့ရှိရင်ဒါကကိုယ်တိုင်လုပ်ပြီးတော့ခါကျတော့မှပို့ပြီးတော့နားလည်လွယ်တဲ့လူမျိုးပေါ့နော်။ဆိုတော့ကလေးတွေလည်းဒီတိုင်းပဲပေါ့နော်အရှုပ်ကလေးဆိုလို့ရှိရင်မြင်မှုတဲ့ဒီစာတင်နေတဲ့အချိန်မှာသူကခေါင်းရောလက်ကောခြေထောက်ကောအငြိမ်မနေဘူးလှုပ်နေပေါ့နော်ဒါပေမဲ့စာတင်လိုက်တဲ့အချိန်မှာသူကသင်ခန်းစာကိုအကုန်လုံးသူတို့ရှားနေမှတ်မိနေတာမျိုးပေါ့နော်ဆိုလို့ရှိရင်ဒါကသူဆိုလို့ရှိရင် learner listening learner type ပေါ့နော်နားထောင်ပြီးတော့မှသင်တဲ့လူမျိုးပေါ့ဆိုတော့ learner type မှာဆိုလို့ရှိရင် visual learner type oriented learner type kinesthetic learner type reading and written learner type ပေါ့နော်ဆိုတော့ခေါ်ကြ၄မျိုးရှိရပေါ့ကွာတယောက်တည်းကိုသင်နေရလို့ရှိရင်အကြောင်းမဟုတ်ပြီမယ်ကလေး၄ယောက်လုံး၄ယောက်ဒါမှမဟုတ်လို့အများကြီးသင်နေရဆိုသူရဲ့ learner type ကအမျိုးမျိုးရှိနေနိုင်တယ်ပေါ့နော်ဆိုတော့ပထမဆုံးအင်္ဂလိပ်စာကိုကလေးနဲ့စတွေ့တဲ့အချိန်မှာစာကြည့်ပဲလိုက်ဆိုတာမျိုးလိုက်ရေးရမျိုးမရဘူးပေါ့နော်